အား introvert ဆိုတော့တကယ်ချင်းလူနဲ့အဆင်ပြေပါမှမသိပါဘူးစားဝိုင်းလေးပါလေးလေးရှောင်း ဟုတ်တယ်ဒီနေ့ကဝိုင်းရမရှိရငါတင်ရတော့ရှာတယ် ဒါပေမဲ့ဟိုဝိုင်းအား ဟာကြောက်တယ်ငါနဲ့အောင် အမေလည်းတော့ခိုင်းလိုက်ပါဒီဝိုင်းနဲ့အားတော့ဟာထိုင်လို့ရလား ဟုတ်ရပါတယ် ထိုင်မယ်နော် ဟဲ့မြန်စားပြည့်မနေ့ကမကြည့်ဘူးတန်းတော့ရအောင်မယ်ဟာဒီဘက်ကတန်းတက်ကထင်တယ်မနေ့ကမကြည့်ဘူးတန်းတော့လိုက်မှာ မကြည့်ဘူးလားအဲ့ဆိုလားတော့ ရှင်းပြပြီလန့်နေ ဒီလိုလေးမကြည့်ဝဲဆိုတာငါတို့မနေ့တော့က library မှာချက်သွားဆိုတာရှုံးသွားလို့ဒီနေ့အဲ့ဒါမကြည့်ဝဲနေနဲ့ပြန်ပြီးတော့ထပ်သွားဆော့မယ်လို့ပြောတာ ဟောအဲ့ဆိုစိတ်တော့ဟောမယ် အဲ့ဆိုညဆန်းပြီးသွားကြမယ် ဟုတ်တယ်ဟာဒီလိုငါဝင်မယ်နော်မနေ့ကမကြည့်ဘူးလားဟဲ့ ဒီပါရှုံးတယ်မဟုတ်ဘူးလေ တခြားပုံကြည့်နေတိုင်းငါတို့နိုင်မှာ ဟုတ်မဆောပါတွေ့လားငါနိုင်ဝိုင်း တွေ့ရနော်ငါတို့ပြောခဲ့တဲ့အတိုင်းငါတို့နိုင်သွားပြီ ခုလိုမျိုးကြတယ်မစိုးပါဘူးခင်းစောရဲ့လူနဲ့မော်စားရဲ့လူနဲ့စားဖက်တဲ့လူနဲ့ဆိုတော့သူကလည်းသူဟုတ်နေတာ ငါပြောသားပဲပြောစရာကောင်းပါရဲ့လို့ခုတော့ပြောသွားပြီမလား အပြေးနဲ့ပြောလာပါပြီ The next day. စားနေကြတော့လား အေးဘော ဟောစားမနေနဲ့တော့လာ library သွားမယ်လား ဟမ်